တဖြစ် 哦，哦，是呢，咱那边的背吧啊。 ဒုက္ခကျမဆင်းလာပါပြီဆိုခုနတိုက်ချင်းဟစ်ပြီးတော့ဆင်းရမှာလားလို့တဖြစ်ရောက်တော့မှမကြသေးတက်ပြတ်သွားချင်တာ 哦妈，没呀没呀，对，多多，我妹妹啊，弟弟买啥去？ ငါဟင်း 没咯，没个没chuyện呢。我，那这一样都这背个笔都不着。 ဟုတ်တဖြစ်အခုမတက်တော့ဘူး 啊，谁那你我不得吃到了不哈？ ကျမဆင်းလာလို့ပြန်လှည့်သွားတာတော့မဟုတ်တော့ပါဘူးနော်တထီးရဲ့ချီတလန်းလောက်ပဲတိုးလိုက်စမ်းပါဒါဆိုကျမတို့နှစ်ယောက်မဝေးတော့ပါဘူး ဘယ်လိုဖြစ်ကြလဲဘူးဆိုကျွန်တော်သတင်းကြောက်လိုက်တယ် 钱都他妈的帮苦了着， သူများခိုင်းတာလားသူတို့ဝင်လုပ်ကြတယ် 那都不如我没路苗呀，那边是看没占卜来着了。 ကျွန်တော်တို့လည်းခင်အောင်လှုပ်ရှုပ်သွားပြီ ရပါတယ်ဒါအင်ရှင်နဲ့တာဝန်ပါပဲရှင် ဒီနေ့ရောခင်ပိုင်းနေချက်နေလေ ဒီနေ့ပစွန်စီပြန်ရဲ့ရှောက်သေးသုံးနဲ့ကြာစဟင်းကချက်တယ် ကောင်းလိုက်တာညာကျွန်တော်သေကြတယ် 对对，多少老张那里边。 ဟုတ်ဟုတ် ဝိုင်းခင်ဗျကျွန်တော်ကိစ္စသတင်းလာမိတာဟုတ်ပါရဲ့နော် ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်လူမျိုးကြီးဇန်ချော်ကန်တိတ်တိတာနေပြီဗျခင်ဗျခင်ကိုချစ်နေပေါ့လား ဟောတော့စမှာဗျာပြည့်နေ ဘာမှဖြစ်နေလားဒီလောက်ချုံမောလာပါပြီအစင်တန်းစီးနေအိမ်နှောင်းနိုင်တဲ့မိန်းကလေးတယောက်ဒီကတည်းကလက်ချူတူရတယ်နော်စိတ်ကူပဲလေအညာလက်ဖက်တဲ့မိန်းကလေးတယောက် ဟာဒီလိုဇော့ပါလားဟမ်ဒီလိုပြောချင်ပြီးတော့ပြောကြားမှမပေါ့ ကဲဘယ်လိုလဲတိုင်မင်ပါလားဝန်ခံပါလား အခုစလုံးပဲဗျခင်ဗျားပြောသလိုလက်ထပ်ယူတဲ့မိန်းကလေးဆိုတော့ကျွန်တော်မခံပါဘူးဒါပေမဲ့ကျွန်တော်ပထမဆုံးရင်ဆိုင်မှာပတ်ဝန်းနေဗျအိမ်ဘောလို့ထင်စရာရှိတဲ့မိန်းကလေးတယောက်ကိုမေးတီဖြစ်တင်မြှောက်ဖို့အတွက်ကတော့ကျွန်တော်ကပေးဆက်ရရင်းနေတာတိတ်ကိုကြည်လုံးတယ် ခင်ဗျာပတ်ဝန်းကျင်အဆင်ဝင်အောင်တော်တော်ခံနေနေတယ်အစင်တန်းကိုတိတ်ကူးဆိုင်လို့ ပွဲတော့ဟုတ်ချင်မပေါ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာစနေခွင့်လို့စိတ်လုံးဝမရှိဘူးကျွန်တော်တို့ကတော့မချမ်းသာခြင်းနေပါစေယူသားမိကြီးတယောက်ကိုလိုအပ်ပါတယ် အဲ့ဒါခင်မဲလေမိမတယောက်မှရှိတဲ့ရှင်ရေးချင်းနေအားလုံးပိုင်ဆိုင်တဲ့ခင်မဲပေါ့ခင်ဗျားလည်းသူ့ကိုချစ်နေတယ်ဟာ ဟုတ်တယ်ဗျာချစ်မိတယ် ကွယ်ရမှာခုလိုရေးနေလို့မပြီးသေးဘူးနော်အဲသူ့ရှေ့ရောက်ရင်မျက်မှောင်ကုတ်တိတ်မဟောက်ပြီးပို့ပြီးရေးကြည့်တယ် ဟာသူရောင်းတက်လာမှစိုးလို့ပါဗျာ ကွယ်ရကြတော့ခင်ဗျာခူးကြည့်ရော ဟာသူလည်းကျွန်တော်ကိုခိုးကြည့်နေတော့ ဒါဆိုပွင့်လုံးပဲကျွန်တော်တော့အဲဆောင်နေတဲ့ဖုန်းကိုခွာချလိုက်ပါပူစိုးတယ် ကျွန်တော်ကြိုးစားကြည့် ကျွန်တော်အားပေးတယ်ဗျချိန်တော့တိတ်မဆွဲနဲ့တိတ်ကြသွားရင်ကျွန်တော်လည်းကိုယ့်ကိုအာမမခံနိုင်ဘူးဗျ ဟာခင်ဗျားလုပ်ပြီခင်ဗျားကျွန်တော်တခုတတိပေးလိုက်ပါမယ်နော်ခင်ဗျားခင်ကိုချင်းကပ်ဖို့ခွင့်လုံးဝမရစေအောင် ကျွန်တော်သိပါတယ်ဗျာခင်ဗျားရဲ့တွင်ဝင်နေမှုဝန်တုံမှုနဲ့တွန်းအားပေးလိုက်တယ် ကဲကျွန်တော်ချမ်းတော့မယ်မှန်းလိုက်ပါလား လိုက်ပါပေါ့ အဲ့တော့မယ် အဲ့ဘာလို့ တော့ဝေထိုးနေတယ် အဲ့တော့ငါလည်းမြင်တာပေါ့ဘသူတို့ထိုးနေတယ်လို့မင်းညာ တထည့်ကိုပေးဖို့ ဟာငါတို့ဘလူဘောကွာငါမဝတ်စရာတပုံကြီးပဲ ဒါပေမဲ့ကိုယ့်လက်ဖြစ်တော့ဘယ်တန်းကိုရှိပါ လကညောင်းခံတယ်စတိုးဆိုင်ပုံညာ ကျမကထိုးဖို့အတွက်ဆုံးဖြတ်ပြီးသားပြီတခင်ရဲ့ ဒီစမ်းမမင်းကဘာအတွက်ထိုးပေးကြံ ပေးခြင်းဆိုကောင်း ဘာလို့ပေးကြံတာကောင်းလား ပေးခြင်းစရာကောင်းတော့အောင်ကိုပေးခြင်းစရာကောင်းနေလို့ အဲ့ဒီပြင်မှာတစ်ခါမကြောက်ဘူးပါဘူးငါလိုချင်တဲ့ဖြေရတာမဟုတ်ဘူး တခင်ကဘာဖြစ်လို့ကျွန်တော်လဲ ဘေးကုန်းပြန်မထုတ်တယ်လို့ခဏခဏပြောခွင့်ခုချိန်မှာငါမင်းကို
လက်ထပ်ယူခြင်းတယ်လို့ပြောရင်မင်းဘာလုပ်လဲ ရှင် မင်းဘာလုပ်မလဲလို့ ကျမဘာလုပ်မလဲတတိ မင်းကိုပြန်မမေးစမ်းပါနဲ့ကွာ တတိပြောလိုက်တော့မှဟုတ်ရလားလို့ကျမတွေးမယ်ပြီးရင်မယုံတင်ကဖြစ်မယ်ပြီးတော့ ပြီးတော့ ကျမငိုမိမှာပေါ့ ဟာဟဲ့မငုံနဲ့လေမငုံနဲ့လေ တတိမကောင်းချစ်တယ်လို့အရင်ပြောရတော့မှလက်ထပ်ဝင်တောင်းမှာပေါ့ ကိုတောင်းပါပါလေခင်ကိုမေကိုချစ်တယ်ကိုမခံလိုက်ပါအဲ့စကားမျိုးကဘယ်မင်းကလေးကိုပြောဘူးဒါပထမဆုံးကြည့်ပါကိုရှုံးပါခင် တတိကိုတော့ယုံပါတယ်ဒါပေမဲ့လောကကြီးနဲ့အဖြစ်ဖြစ်တွေမယုံတာ ကိုလည်းချက်ချင်းဖွင့်ပြောဖို့မရည်ရပါဘူးဒါဘာလို့ခုလောက်မြင်ပြောပြသွားတယ်လေတော့တွေးမိဘူးပုံမွေးအောက်ကင်ပြီးတော့တတိအတွက်လို့ပြောလိုက်ကြတယ်ဟာကိုစိတ်ကမနိုင်တော့ တတိကကျမကိုဘယ်တော့မှစားချင် တတိတို့ဆက်ခွန်နေမယ်ဆိုရင်တော့ပြော အဲ့ဒါဘယ်လိုခေါ်မှလဲလို့ တတိရလွင်တိုက်တယ်လို့ ဆိုတင်ဆိုတော့ဆိုတင်ကိုဆိုလို့ခေါ်မယ်လေကြပြော ဘယ်တော့မှလည်းစချစ်တယ်လဲဆိုတော့ပြောခဲ့တယ်တဖြည်းဖြည်းနဲ့ဆွဲပြီးမှချစ်လာနေတာဟင်ညကိုချစ်လာ တင်း အမကိုလက်ထပ်မယ်ဆိုတော့တိတ်ပျော်သွားတဲ့မျက်နှာမြင်လိုက်ရပါတယ်နော်ခုမှထားလာခိုင်းနေတယ် ဒီမှာကိုဆိုမှတ်ထားပါခင်ဆွဲမိန်းမကလေယောက်ျားတယောက်မှီခိုးဖို့တော့လက်ထပ်မှာမဟုတ်ချစ်လို့ပဲလက်ထပ်မှာ မင်းစကားတွေသွေးနဲ့တင်ရောက်လိုက်အဲ့လိုဂျစ်ကန်အမူအရာကြီးရှော့စမ်းပါပြပြလေးလေးပေါ့ခင်မင်းနေကိုချစ်လားကိုလက်ထပ်ဖို့ခွင့်တော့လက်ခံလား စဉ်းစားအောင် ဘာဟာကြီးကျယ်လိုက်လားဟင်ခုနကတော့ငိုလာကြီးနားနဲ့မင်းနဲ့မာနရဲ့ကြည့်ရတယ် တချင်ရင်ကျမရဲ့အချစ်ကိုရိပ်မရတာတမင်တက်တက်မှထားချင်းပြိုင်နေတာနောက်10မိနစ်လောက်သာစိတ်လျှော့ပြီးချောချောမွန်းမွန်းနဲ့တောင်းခံခဲ့ကျမစီအရှင်လိုချင်တဲ့ပြက်ပြက်သားသားရတော့လို့ဆိုသိရတယ်